ကျွေးကြော်ညီညီလောင်ဝေသာအရှင်သာရချမ်းမြိတ်စာနေအပ်ပါလေပြီလောင်ဝေသာအရှင်သာရချမ်းမြိတ်စာနေအပ်ပါလေအလိုตาရလိုက်တဲ့ဝင်းကဘာတောင်ပါပဲနတ်တို့တရားဟန်စင်းထားတဲ့ကဲ့သို့ကျောင်းသင်ငန်းဆုံးဥယျာဉ်တော်ခြုံလျက်အတော်ကိုလှပအေးချမ်းတော်မူတာပဲခင်ဗျတော်ရဲ့မှန်လားပါဖေဟာအရှင်ရဲ့ဘုံတော်ကြောင့်နတ်တရားတို့ဖန်ဆင်းထားတယ်ထင်ပါမောင်တော်ရဲ့မောင်တော်ကတော့ဒိုင်းရည်ပြည်ရာမရှုပ်ထွေးလာတဲ့ဤတော်မြိုင်မှာတန်တရားရက်ရည်ရွှေရင်အေးဖို့တရားအမြိုက်ရင်ဝယ်ပတ်၍တရားအထုတ်တော်မူမယ်နှမတော်ပါရမီဖြည့်ခွင့်သာပြုပါဖေဟာသားတော်ကိုလည်းပါရမီဖြည့်ခွင့်ပြုပါခမဲတော်ဖေဟာသမီးတော်ကိုလည်းပါရမီဖြည့်ခွင့်ပြုပါခမဲတော်ဖေဟာတန်ခါအားဖယားမဆမ်းသာသည်လောင်ဝေသာနဲ့မေမရီလောင်ဝေသာနဲ့မေမရီသားနဲ့သမီးချစ်မကြီးကနာစားလီဝင်းကဘာတာရှုမြောင်းပါလီမပြတ်ပါထွက်ခွာရက်ကြလွန်ဟန်ရည်စွန်းနဲ့သင်္ကန်းကိုချီသူတော်သည်တလေးထုံးကျင့်သုံးဆောက်တည်သီလပါရမီပုံနာစိတ်ညစ်တယ်အဲ့သူကလခင်နမကခိုင်းဖရက်စေကျွန်လုံလာပြီရှာရနီကီဖို့ထွက်လာခဲ့ပြီဒီဝင်ကဘာတောင်မှာတော့ဝေတန်တရာမင်းကြီးရဲ့တားနဲ့သမီးကိုအလူခိုင်းရာနီကီနိုင်တယ်တောင်းနီကီမယ်တောင်းနီကီမယ်အသင်ပုံနာအဖေအရေးကြောင့်အေးเจ้าသင်္ကန်းရောက်လန်းလို့လာပါသလဲမန်နီကီเจ้าမှာအင်တူရာခင်နမကခိုင်းဖရက်စေကျွန်လုံလာပြီရှင်မင်းကြီးရဲ့တားတော်နဲ့သမီးတော်တို့ကိုအလူခံဖို့လာနီကီเจ้าမှာလူနီကီပါလူနီကီပါအသင်ပုံနာငါသည်ခန္ဓာကိုယ်အစိတ်ပိုင်းများကိုပင်ခွဲချမ်းဖြတ်တောက်၍လူဖို့ရည်ရွယ်ထားသည်သာမကအသက်ကိုပင်
စွန့်လွတ်လူဒန်းမှုအသက်ဖြစ်၍လိုအပ်ပါကအသက်ကိုပင်လူဒန်းနိုင်ပါသည်အသင်ကိုလည်းသားနှင့်သမီးကိုလူဒန်းပါမည်လူဒန်းပါမည်သို့တော်လည်းတက်သီးရှာထွက်နေသောခလေးများ၏မိခင်ပြန်အလာကိုစောင့်ပါလော့ ပြည့်စင်နဲ့ခမဲတော်ဗျာမလဲပြည့်စင်နဲ့ခမဲတော်နဲ့တာအတူနေလိုပါတယ်ဗျာ သမီးတော်လည်းမမဲနဲ့မခွဲနိုင်ပါဘူးဖေ မိခင်ပြန်လာစောင့်နေပါကလူနီကိတော့မှာမဟုတ်ဘူးဒါကြောင့်ရခုပင်လူနီကိတပါရဖရာ ခမဲတော်ကိုပါရမီဖြည့်မယ်ဆိုဒါတော်သမီးတော်လေးသားတော်လေးကိုမွေးစဉ်အခါကအော်ငါအတွက်ပါရမီဖြည့်ပဲ့သားတော်လေးတော့ဖွားမြင်တော်မူပြီလို့တခါသမီးတော်လေးဖွားပြန်တော့လေပါရမီဖြည့်ပဲ့သမီးတော်လေးရလာပြန်ပြီလို့တအားတက်ခင်ရပြန်ပါတယ်လိုက်သွားလိုက်ပါသားတော်မောင်တို့ရဲ့လိုက်သွားလိုက်ပါခမဲတော်ကိုပါရမီဖြည့်မယ်ဆို မှန်ပါခမဲတော်ကိုပါရမီပြည့်ပါတော့မယ်ဗျာ သားနဲ့သမီးခမီးတော်ပါရမီကူညီဖြစ်စေကြောင်းတောင်းမောင်ကတလီသက်လျာရင်သွေးအလှပေးသည်ဒီခဏကြီးစွာအတန်တောင်းတောင်းညံစီနဗံမြေမို့ဝိလျောညိုကြ ကျော်နဲ့ကျော်မလေးတွေတော့ရပြီအိုနမစီကိုအမြန်သွားမှရမယ်ပြောလိုက်တာလာကြစမ်းဟဲ့ကျော်လေးကျော်မလေးငဲ